Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Chandaစွာဖြင့်ထိုင်ပြီးတော့တရားတော်ကိုနှလုံးသွင်းဆွေးနွေးကြမှာဖြစ်ပါတယ်ဒီကနေ့မှလည်းပဲယောဂီတို့ကိုမိုးကုတ်ဝေဒနာတရားစဉ်လုပ်ငန်းစဉ်တိုင်းယုံနာခွဲပညာပရမတ်ခွဲဒီကနေ့မပြီးသေးတဲ့ပညာနဲ့ပရမတ်ကိုဆက်ပြီးတော့ခွဲခြားဝေဖန်ပိုင်းခြားသိမြင်နိုင်အောင်ကြိုးစားဖို့ကဲယောဂီတို့အလုံးစုကြည်ပညာပရမတ်နေရအာယုံကိလေဖြစ်ပွားကင်းစင်သွားကုန်ကိလေဖြစ်ပွားကင်းစင်သွားကုန်နှလုံးသွင်းမှန်မှဖြစ်ပွားစေကုန်ပရမတ်ကင်းပြကိလေကုန်အဓိပ္ပာယ်ကယောဂီနော်ပညာအာယုံရဲ့ပရမတ်အာယုံရဲ့လို့အာယုံပဲနှမျိုးလေပညာပရမတ်နယအာယုံလို့ဆိုတော့အာယုံနှမျိုးအဲ့ဒီအာယုံနှမျိုးမှာတဲ့ကိလေသာဖြစ်ပွားလာအောင်လဲလုပ်တယ်ကိလေသာစင်သွားအောင်လဲလုပ်တယ်ကိလေဖြစ်ပွားကင်းစင်သွားဖို့နောက်ပြီးတော့နှလုံးသွင်းမှန်အောင်လဲလုပ်တယ်နှလုံးသွင်းမှားအောင်လဲလုပ်တတ်တယ်နော်ယောနိသောမနတိကာရအာယောနိသောမနတိကာရကိလေဖြစ်ပွားကင်းစင်သွားဖို့နော်ပရမတ်ကင်းပြကိလေကုန်တဲ့ပရမတ်ကိုအာယုံပြုရင်တော့ရှင်းရှင်းပြောရင်ပရမတ်ကိုရှုရင်ကိလေသာမဖြစ်ဘူးပရမတ်ကိုရှုရင်ပညာတင်ရှုရင်ကိလေသာဖြစ်တယ်ပညာတင်ရှုရင်ဒါကြောင့်ယောဂီတို့နှလုံးသွင်းမှန်မှအခုအရှိကသဘောခန္ဓာလေးသိတာကရားရနာတယ်ဆိုတော့နှလုံးသွင်းနေမှားမနေဘူးလားပညာကြောင့်နှလုံးသွင်းမှားတာနော်ဒါကြောင့်မို့ပညာပရမတ်နေရအာယုံကိလေဖြစ်ပွားကင်းစင်သွားဖို့နှလုံးသွင်းမှန်မှဖြစ်ပွားစေဖို့ပရမတ်ကင်းပြကိလေကုန်တဲ့ကိလေသာမဖြစ်ဖို့ဆိုရင်ပရမတ်ကိုအာယုံပြုပါဘာကိုအာယုံပြုမလဲယောဂီတို့ပရမတ်ကိုသိဖို့ရန်အရေးမကြီးတာလားကြီးတာလားဦးဇင်းတို့ပထမနေ့ကဘာပြောခဲ့လဲဟောအပြောစကားမှန်တဲ့ရေးကပညာသဘောတရားမှန်တဲ့ရေးကပရမတ်အပြောပညာသဘောပရမတ်လို့မခွဲခဲ့ဘူးလားဒီနေ့ထပ်ဆက်ပြီးတက်မယ်လေမရှိပညာရှိပရမတ်နေရဉာဏ်ဖြစ်ခွဲမရှိပညာရှိပရမတ်နေရဉာဏ်ဖြစ်ခွဲနေရဉာဏ်မြင်ဒိဋ္ဌိစင်နိဗ္ဗာန်ဝင်မိပွဲနေရဉာဏ်မြင်ဒိဋ္ဌိစင်နိဗ္ဗာန်ဝင်မိပွဲအခုမရှိရင်ပညာနော်တကယ်မရှိပါဘူးပညာတကယ်ထင်ရှားရှိရင်တော့ပရမတ်နော်အခုဦးဇင်းတို့ဒါငါလဲလို့ဦးဇင်းကင်ကြည့်လိုက်တယ်လေနော်ကင်ကြည့်လိုက်တဲ့ခါကျတော့အခုပြောတာမာတာကင်မိတယ်ပြောတာမာတာဘာဓာတ်ဖြစ်မလဲလက်ကိုကင်မိတာလားပထဝီကိုတွေးတာလားဟောကြည့်အခုနထိထိချင်းအေးတယ်အခုနှွေးပြီးပူလာတယ်နော်ပူတာအေးတာဘာဓာတ်လဲဒါဖြင့်လက်ကိုတွေးနေတာလားတေဇောကိုတွေးတာလား
ဟိုယောဂီရေဒီမှာအဆိုင်အခေးကြီးအထက်တရားကြီးအဖြစ်ပေါင်းစည်းထားတာအခြားလားအာဘောလားအခွေအစီပေါင်းစည်းပဲအာဘောဒီမှာစီထန်းထန်းလေးတွေလည်းအာဘောပဲပေါ့ယူစည်းတဲ့အာဘောခွဲစည်းတဲ့အာဘောပြီးတော့ယောဂီဒီမှာလက်မလေးပေါ်မှာတီးထားတော့သွေးကြောလေးကဒုတ်နဲ့တိုးမနေဘူးလားလှုပ်တာငိမ့်တာဝါရောလေနော်ဒါပြယောဂီလက်မောင်းကတကယ်ရှိတာလားဓာတ်၄ပါးကတကယ်ရှိတာလားကဲပြောကြည့်မရှိပညာရှိပရမတ်မယဉဏ်ဖြစ်ခွဲဟာမရှိရင်ပါလေယောဂီတကယ်ရှိရင်တော့ဒါပြလက်ဆိုတာအခေါ်သာရှိတကယ်တွေ့တာကဓာတ်၄ပါးပဲပရမတ်နော်နောက်တစ်ခါဒါလူပဲတဲ့နော်ဒါလူပဲတဲ့နော်ဒါဖုံကြီးပဲဒါယောက်ျားပဲဒါမိန်းမပဲလေပြောတယ်ဒါမဖြူပဲမနီပဲမောင်ဖြူပဲမောင်နီပဲကဲယောဂီကြိုင်ကြည့်တယ်ဒီစပင်ကလေးတွေကမောင်ဖြူလားဒါပြည့်စပင်ပေါင်းနေတဲ့အည်ပြားလေးရောမောင်ဖြူလားဒါပြည့်အသားရောမောင်ဖြူလားအယိုးကရောယောဂီဒါဖြင့်ကလိကာတွေကကောမောင်ဖြူလားဟောလက်တွေခြေတွေကမောင်ဖြူလားဒါဖြင့်မောင်ဖြူကိုရှာကြည့်တကယ်မရှိပါဘူးအပြောသာရှိတယ်တကယ်ရှိရဲ့လားဒါဖြင့်မောင်ဖြူလို့နာမည်ပေးလိုက်တော့ယောဂီမောင်ဖြူဆိုတာကြီးကအသားမှာကပ်နေတာရောဟုတ်ရဲ့လားအယိုးမှာအရေမှာကပ်နေတာရောဟုတ်သလားမောင်ဖြူဆိုတာဘယ်နာမှမရှိဘူးရှိရဲ့လားတရေကိုတရသားအနေနဲ့ရှာကြည့်ရှိသလားရှိဘူးပါဇက်လှုပ်လိုက်မှပေါ်လာတာပေါ်ပြီးရင်ပျောက်သွားတာတရေကိုတရသားရှိလို့လားတကယ်ရှိနေတာကအခြားလားဓာတ်၄ပါးလားပြန်ပြောပါမရှိပညာရှိပရမတ်နယဉဏ်ဖြစ်ခွဲနယဉာဏ်မြင်ဒိဋ္ဌိစင်နိဗ္ဗာန်ဝင်မိပွဲဒါဖြင့်ယောဂီယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ဆိုတာတကယ်လားအခေါ်ပဲလားအခေါ်ယုံမဲ့တကယ်တရားသားအနေနဲ့ရှိလားတကယ်ရှိတာကဓာတ်ဘယ်နှပါးပုဂ္ဂိုလ်လားသဘာဝလားအထေတရတိလားသဘောတတ္တိတွေလားဒီသဘောကိုစုတော့အထေပေါ်မနေဘူးလားဓာတ်ခွဲလို့ပင်ရင်ဖြစ်ရင်စွန့်အင်ပဲနော်အေးဒါကြောင့်ယောဂီပြန်ပြောမိန်းမယောက်ျားပုဂ္ဂိုလ်များမတ္တအခေါ်ရှိအခေါ်ရှိမှတိလိုကကြည်ပါကံမျက်စီဒီမှာပါဝါနေရာနဲ့အစိတ်တတ်ထားတဲ့မြင့်မှန်ဟာလေမြင့်မှန်တက်ကြည့်ရတဲ့မျက်စိကကံပေးထားတဲ့မျက်စိအဲ့ဒီမျက်စိနဲ့ကြည့်ယောက်ျားမိန်းမမတွေ့ဘူးလားပြန်ပြောကြည့်ယုံနံနှစ်ပါးခန္ဓာ၅မတ္တတကယ်ရှိတကယ်ရှိမှတိလိုကကြည်ပါဉာဏ်မျက်စိဉာဏ်နဲ့ကြည့်တော့တတ္တဝါလားသဘောလေးတွေလားသဘောလေးတွေကဘာလို့နေလဲဖြစ်ပြီးဩဒုက္ခသစ္စာပဲရှိတယ်နော်ဒါပြယောက်ျားမိန်းမဆိုတာအထင်အထည်တွေပဲရှိတာတကယ်ရှိလားပြန်ပြောကြည့်မိန်းမယောက်ျားပုဂ္ဂိုလ်များမတ္တအခေါ်ရှိယုံနံနှစ်ပါးခန္ဓာ၅မတ္တတကယ်ရှိတကယ်ရှိမှတိလိုကကြည်ပါဉာဏ်မျက်စိအဲ့တော့ယောဂီယုံနံနှစ်ပါးနော်တတ္ထုချလိုက်ရင်အထည်လားသဘောလေးလားသဘောလေးကခန္ဓာ၅ပါးနော်အခုဒါဆိုရင်ဦးဇင်းတို့လုပ်ငန်းခွင်တွေကိုသွားလိုက်မယ်လုပ်ငန်းခွင်တွေကိုဝင်လိုက်တဲ့အခါကျတရားထိုင်တဲ့အခါမှာခန္ဓာကိုယ်တတိကလိုက်တာနဲ့အထည်တွေတွေ့လားသဘောလေးတွေလားဩသိလိုက်ရင်ခန္ဓာဘယ်နှပါ
ခန္ဓာ၅ပါးသဘောတရားပဲဒီမှာဖြင်းကနေဆိုပေါ်လာတယ်ရွကနေဆိုမွကနေဆိုပေါ်လာတယ်အဲ့ဒီဖြစ်စေသဘောလေးတွေဖြစ်စေလေးတွေအခဲလေးလားအတုံးလေးလားသဘောလေးတွေသဘောခန္ဓာဘာခန္ဓာလဲအဲ့ဒီပေါ်လာတာကဖြင်းကနေဆိုတာသဘောလေးပေါ်တာပဲအဲ့ဒါကိုယောဂီတို့ဥစဉ်တို့ကလေအတိမအမှတ်မအယူမတွေနဲ့အဲ့ဒီသဘောလေးကိုပဲရားတယ်နာတယ်ကြိုက်တယ်ခဲတယ်လို့နာမည်တွေပေးတာပဲယောဂီဖြင်းကနေလို့ပေါ်လာတာအကောင်လားသဘောလေးလားပေါ်လာတာကသဘောကိုသိလိုက်တာကကိုမှတ်လိုက်တာကရားတယ်ပေါ်လာတာကသဘောကိုအားမှတ်လိုက်တာကနှာတယ်ပေါ်နေတာကသဘောကိုသိတာကကြိုက်တယ်နော်ခဲတယ်ထုံတယ်ကျင်တယ်အောက်တယ်အင်းတယ်ပေါ့ကြိုက်တလောက်နာမည်ပေးပါနော်သူအရှိတကသဘောတရားလေးပဲအရှိအမှန်တရားကဘာလေးပါလဲရားတယ်နာတယ်ပူတယ်အိုက်တယ်ကြိုက်တယ်ခဲတယ်ထုံတယ်ကျင်တယ်ကောင်းတယ်ဆိုးတယ်ဆိုတာကအခြားလားနာမည်တွေလားအခြားလားသတ်မှတ်ချက်တွေလားအရှိကသဘောခန္ဓာအရှိကအဲ့တော့ယောဂီရဲ့သဘောလေးကိုသဘောလေးလို့သိရင်ပွဲဟာပြီးနေပြီနော်အဲ့ဒါကိုသဘောတရားကိုသဘောတရားမှမသိနိုင်တဲ့ပုထုဇဉ်ဉာဏ်မျက်စိတွေကန်းနေတဲ့ခါကျအာရတဲ့အနာတဲ့ကြိုက်တဲ့ခဲတဲ့ထုံတဲ့ကျင်းတဲ့ကောင်းတဲ့ဆိုးတဲ့ငါမှဘယ်လိုဖြစ်လဲပြောမဆုံးလောက်အောင်ကိလေသာတွေဖြစ်မသွားဘူးလားဒါကိုယောဂီတို့ဟိုဥစဉ်တို့ဘယ်လိုပြောလဲဆိုရင်ဟိုဥစဉ်တို့ပေါင်မုတ်ဆိုတာနော်အလုံးကြီး၄ထောက်ရှည်လျောမျောနဲ့တောင်လောက်ရှိမယ်ပေါ့အဲ့လိုလို့သူဒီရှည်လျောအထည်ကြီးတွေဖြစ်လာပင်ရင်းကဂျုံမုတ်နော်ဂျုံမုတ်ကလေးကိုရေထဲထည့်ဖြော်လိုက်ကြည့်အထည်ရှိအောင်မလားမရှိတော့ဘူးအဲ့ဒီသဘောလေးတွေကိုစုတော့အထည်လေးတွေမပေါ်ဘူးလားအဲ့ဒီဂျုံမုတ်ကလေးတွေကိုတိတ်ပြီးပြီးတော့လေပုံစံကွက်တဲ့ထက်၄ထောက်ပုံစံလို့နော်မီးနဲ့ထည့်ဖုတ်ထောပတ်လေးသုံးမီးနဲ့ဖုတ်အဲ့ဒီပြီးတော့နာမည်ပေးတယ်မောင်ပေါင်မုတ်တဲ့ဟောသူ့ပင်ရင်းကဂျုံမုတ်မဟုတ်လားပေါင်မုတ်လို့တဒံကိုလုပ်ပြီးတော့နာမည်ပေးတယ်ပေါင်မုတ်နောက်တကကိမ့်မုတ်စားခြင်းနဲ့ကိမ့်မုတ်စားခြင်းနဲ့ဆိုတော့ဟုတ်တယ်ထောပတ်တွေတရားတွေနဲ့စပစ်သီးတွေဘာတွေလဲထည့်ပေါ့လေနော်အဲ့ဒီတော့ထည့်ပြီးတော့ပုံစံကွက်တဲ့ထည့်မီးနဲ့ဖုတ်ကိမ့်မုတ်ဖြစ်သွားပြန်ပြီကိမ့်မုတ်ပေါင်မုတ်ဆိုလဲပင်ရင်းကပါလဲဂျုံကိမ့်မုတ်ဆိုလဲပင်ရင်းကပါလဲဂျုံပါပြီနော်နံပြားစားခြင်းနဲ့နံပြားဆိုတော့ဖြတ်အပြားရိုက်ပြီးတော့မီးစင်ဦးကြီးတဲ့ထက်ဖုတ်လိုက်တယ်ပြားလေးဖြစ်သွားတော့နံပြားတဲ့နံပြားဆိုလဲပင်ရင်းကပါမဟုတ်လဲနံပြားမကြိုက်ပါဘူးပလာတာစားခြင်းနဲ့ပလာတာဆိုလဲယောဂီရဲ့အလုံးလေးလုပ်ပြီးတော့လေပြားရုပ်ပြီးဒေဦးကြီးထဲမှာထည့်ပြီးတော့မီးပူနဲ့စီလူးကြော်လိုက်တော့ဗျာတော့လည်းပဲပလာတာတဲ့ပင်ရင်းကပါမဟုတ်လဲပလာတာစားမကောင်းပါဘူးစမှုစားခြင်းနဲ့ဆိုတော့လေအပြားလေးလို့၃ထောက်လေးလို့စီတဲ့ထည့်ကြော်နော်စမှုစားဆိုလဲပင်ရင်းကပါမဟုတ်လဲဤကြကွေးစားခြင်းနဲ့ဆိုတော့လည်းပဲအချောင်းကလေးလို့နှာခေါက်ချိုးပြီးစီတဲ့ထဲကြော်လိုက်တယ်အဲ့ဒါဤကြကွေးတဲ့ပင်ရင်းကပါမဟုတ်လဲယောဂီရဲ့တနည်းကုန်ပြောလဲမဆုံးပါဘူးဒါပြန်နော်ပေါင်မုတ်စားမယ်ကိမ့်မုတ်စားမယ်နံပြားစားမယ်ပလာတာစားမယ်စမှုစားမယ်ဤကြကွေးစားမယ်ပေါ့နော်ကြိုက်တဲ့စမုတ်ကိုစားပါပင်ရင်းကပါမဟုတ်လဲအရှိအမှန်တရားကဘာမဟုတ်လဲဒါပြည့်ဒါတွေကအခြားလားနာမည်တွေလားနာမနာမည်တွေပုံစံပြောင်းတော့တံဌာနပညာတွေနော်ယောဂီကိုပထမဒီတဲကရှော့ရုပ်ကိုကျွဲရုပ်လို့တော့ကျွဲဖြစ်မနေဘူးလားရှော့ခဲကိုနွားရုပ်လို့ပြတော့နွားမဖြစ်ဘူးလားဆင်ရုပ်လို့တော့ဆင်မဖြစ်ဘူးလားဒီရှော့ကိုပဲချင်းသေးရုပ်လို့လိုက်တော့ချင်းသေးမဖြစ်ဘူးလားဒါအယုတ်လို့ဂျိုးရုပ်အိုးပုတ်ကြိုက်တာလို့ပင်ရင်းကရှော့ပဲနော်ရှော့မှန်းသိဖို့လိုပါတယ်နော်
အခုယောဂီတို့အဲ့ဒီဥပမာလိုပေါ့ပေါင်မို့ကိန်းမို့နံပြစမှုစာပလာတာကြိုက်တာတဲ့နာမည်ဒီအခေါ်တွေကိုပြောပြင်းကပါမို့လေအဲ့ဒါကိုသဘောပေါက်ရင်ရနေပြီပဲယောဂီတို့ဥစဉ်တို့မှာဘယ်ချိန်ကြည့်ကြည့်ဘယ်နေရာကြည့်ကြည့်ဘယ်နားမှာကြည့်ကြည့်ဘယ်အခါကြည့်ကြည့်ပေါ်လာတာကအကောင်လေးတွေလားသဘောလေးတွေလားသဘောလို့တည်ပြီးပြီပေါ့အခုကမဟုတ်ဘူးအာရတယ်အနာတယ်ကြိုက်တယ်ခဲတယ်ပူတယ်စားတယ်ကောင်းတယ်ဆိုးတယ်နဲ့ခုံမစားတော့လို့အခြားလားယောဂီနာမည်တွေလားအရှိကိုသိနေတာလားမရှိတာကိုသိနေတာလားအရှိကသဘောမမြဲလေးနော်သဘောကိုခန္ဓာ၅ပါးသဘောလေးကိုသဘောလေးလို့သိရင်ပြီးနေပြီအခုကရတယ်နားတယ်ကြိုက်တယ်ခဲတယ်ထုံတယ်ကျင့်တယ်ဆိုပြီးတော့လေနာမည်တွေလျှောက်ပေးနေတော့အဲ့ဒီတော့သူတို့ကောင်းတို့ရတယ်နားတယ်ဆိုတော့စိတ်ကကြိုက်သေးလားမကြိုက်ဒေါသပျောက်ခြင်းလောဘအမှန်သဘောလေးကိုမမြင်နိုင်တာမောဟဆိုတော့ကိလေသာတွေဖြစ်မနေဘူးလားဟောပညာကြောင့်ကိလေသာဖြစ်တာဒီသဘောလေးကိုသဘောလေးလို့သိနေရအကောင်ဆိုကိလေသာဖြစ်လားမဖြစ်ဘူးအဲ့ဒီသဘောလေးကိုရတယ်နားတယ်လို့သတ်မှတ်လိုက်တဲ့အခါကျမှလေပညာတင်လိုက်တော့မှပဲရတယ်ဆိုတဲ့ပညာလဲတင်လိုက်ရောစိတ်ထဲမှာမခံကြည့်မခံတာဖြစ်တဲ့ဒေါသကုတ်ချင်တဲ့လောဘအမှန်သဘောမသိနိုင်တာမောဟပညာကြောင့်ဘာတွေဖြစ်လဲကဲပြောကြည့်ပါပညာကြောင့်သာကိလေသာမန်စွာဖြစ်၍နေပရမတ်ကြောင့်မှကိလေသာဘေခါမဖြစ်ပြီတဘာဝလေးကိုတဘာဝအတိုင်းမြင်နေတယ်အကောင်းဆိုးပါလားကိလေသာမပါတော့ဘူးနော်အဲ့တလောက်ရိုးရှင်းတာကိုလေတို့တွေကအမျိုးမျိုးသွင်းပြီးတော့အမှတ်တွေမှအသည့်တွေမှကြတာဒါကြောင့်ကိလေသာဖြစ်တော့တတ္တဝါတွေချမ်းသာလားဆင်းရဲလားဟောကိလေသာတွေဘာကြောင့်လဲဆိုရင်ခန္ဓာမသိလို့ခန္ဓာမသိတော့ဘာဖြစ်လဲကိလေသာဖြစ်တော့တတ္တဝါတွေဘယ်လိုနေရလဲကဲယောဂီပြောကြည့်မိမိကိဉ္ယာတတ္တဝါကိုပူပန်စေတတ်ပူပန်စေတတ်နှိမ့်ဆက်တတ်၍အထထညစ်ပေအထထညစ်ပေပြုတတ်ချေစေထွေကိလေသာအဲ့ဒီကိလေသာတွေဟာတဲ့ဖြစ်သွားပြီဆိုရင်အဲ့ဒီဖြစ်ရတဲ့ပုဂ္ဂိုလ်ကိုလေနော်ပူပန်စေတတ်တတ္တဝါကိုပူပန်စေတတ်နှိမ့်ဆက်တတ်၍အထထညစ်ပေပြုတတ်ချေစေထွေကိလေသာချမ်းသာမရှိတော့ဘူးကိလေသာဖြစ်ရင်ချမ်းသာဆိုတာရှိသေးလားတတ္တဝါတွေလိုချင်တာကချမ်းသာရနေတာကဆင်းရဲလိုချင်တာကရနေတာကအဲ့ဒီဆင်းရဲဟာပတ်စံမရှိလို့လားခန္ဓာမသိလို့လားယောဂီအဲ့ဒီဆင်းရဲတွေဟာအခြားလားအမှန်မမြင်လို့လားဟိုတဘာဝလေးသဘောလေးပဲလို့သိနေရင်အကောင်းဆုံးငါပါအောင်မလားအခုတော့ယောဂီရဲ့သဘောလို့မသိဘူးအရှိသဘောကိုပြောင်းပြီးတော့ရတယ်နာတယ်ကြိုက်တယ်ခဲတယ်ဆိုတဲ့ပညာတွေတင်ပြီးတော့သိသွားတော့အတိလွဲလို့ကိလေသာဖြစ်တာအခြားပေါ်မှာလွဲတာလားခန္ဓာပေါ်မှာလားဟေးဒါကြောင့်ကိလေသာဖြစ်တော့တတ္တဝါတွေကိုနှိမ့်ဆက်တဲ့အားလုံးသောတတ္တဝါတွေလိုချင်တာကချမ်းသာနော်တကယ်ရနေတာကဆင်းရဲအဲ့ဒါကြောင့်တစ်ခါတုန်းကမြတ်စွာဘုရားကနော်တိုင်ကိုကြီးထဲမှာတည်င်းသုံးနေတော့တရားမင်းကြီးကလည်းပဲနော်သူ့မှာချွေးတွေလည်းထွက်လာတယ်နော်အကြီးတွေလည်းထွက်လာတယ်ပန်းတွေလည်းနှွမ်းလာတယ်ဝလဲတော်ပစိုးတွေလည်းနှွမ်းကြည်ကုန်တယ်ဒါဆိုရင်သူတို့သေမဲ့နမိတ်ပဲနတ်တို့ရဲ့သေဖို့ရနမိတ်မပြဘူးလားသိရမယ်ဆိုတော့တရားမင်းကြီးကချမ်းသာမှလားဆင်းရဲမှလားအာကိုရမရှိလို့မြတ်စွာဘုရားစီပြေးလာတယ်မြတ်စွာဘုရားကသမာဘတ်ဝင်စားပြီးတော့နေတယ်သူ့ကိုမတွေးလိုက်ပါဘူးအဲ့ဒါနောက်တစ်ခေါက်ပြန်သွားပြီးတော့သူကနတ်တွေကိုအများကြီးကိုခေါ်လာတယ်ဘာလို့ဆိုတော့ငါတော့မကြွတ်ထိုက်လို့တရားမဟောဘူးအတွေးမခံတရားမဟောဘူးအများကြီးထဲမှာတော့တယောက်ယောက်တော့ကြွတ်ထိုက်မဲ့ပုဂ္ဂိုလ်ပါမယ်ဘုရားတို့မြည်ပြီးကြွတ်ထိုက်တဲ့ဝိနည်းပါရင်တရားမဖြစ်မနေဟောတယ်
အဲ့တော့တယောက်ပိုင်ရင်ဟောလိမ့်မယ်ဟောရင်ငါတရားနာရလိမ့်မယ်ဆိုအများကြီးခေါ်လာနော်အေးတူတူပြောရအောင်ဇာထုတ်ကိုပြောလို့တာမဟုတ်တဲ့အတွက်အဲ့ဒါနဲ့ပဲသူကပိစတိခဏသားကိုလည်းရှိတော်ပြင်းနဲ့တကခေါ်လာတယ်ပေါ့ခေါ်လာပြီးတော့မြတ်စွာဘုရားနဲ့ပိစတိခဏသားနဲ့စကားပြောပြီးတဲ့အချိန်မှာတရားမင်းကြီးကအရှင်ဘုရားကိုဥတိုက်ပါတယ်လို့ပြောတဲ့အခါမှာအေးတခါကြီးချမ်းသာပါစေလို့မြတ်စွာဘုရားကပြောတယ်ပြောတဲ့အခါကျမှတရားမင်းကြီးကသူ့သားအကြောင်းကိုအရင်ဏိဒံပြုပြီးတော့ရှောက်တယ်ပြီးတော့မှသူ့အကြောင်းကိုရှောက်တယ်ရှင်ဘုရားတဲ့လူနဲ့တကွလူနဲ့ပြမတတ္တဝါတွေအားလုံးရဲ့အလိုချင်ဆုံးကတော့ချမ်းသာအလိုချင်ဆုံးကတကယ်ရနေတာကစင်ရဲတကယ်ရနေတာကဒါပေယောဂီတို့နတ်ပြည်ရရင်ချမ်းသာမယ်ဆူတောင်းမနေဘူးလားအခုနတ်တို့တနေ့တရားမင်းကြီးဘာဖြစ်နေလဲတရားဆရာတော်ကြီးကပြောတယ်မလိုချင်နဲ့လို့ပြောတယ်နော်မตาကြီးကြားတယ်မို့မလိုချင်နဲ့လို့မပြောဘူးလားခုတရားမင်းကြီးမအိတ်နိုင်မစားနိုင်ဖြစ်အောင်ဆင်းရဲမနေဘူးလားအဲကြောင့်မို့မြတ်စွာဘုရားစီကိုပြေးလာတဲ့အာကိုရရှာပြီးတော့အလိုချင်ဆုံးကချမ်းသာရနေတာကဆင်းရဲတပည့်တော်ယင်ထဲမှာမငြိမ်းချမ်းနိုင်ဘူးဘုရားတဲ့သူ့ယင်ထဲမှာဗာလဲမငြိမ်းချမ်းဘူးဘုရားပူလောင်နေတယ်ဆင်းရဲနေတယ်တဲ့ယောဂီတို့ကတော့ထင်ပါပေါ့ဟိုလူတွေကတိုက်နဲ့ကားနဲ့ဒီလူတွေလူချမ်းသာတွေပဲဒီလူတွေဝင်ငွေတစ်လကို10သိန်းသိန်းနဲ့10ဝင်တာတထေးတွေချမ်းသာတွေပဲလို့ထင်ပါနော်မဟုတ်ပါဘူးတဲ့အဲ့ဒါလူချမ်းသာမဟုတ်ဘူးတဲ့အပူချမ်းသာတွေကဲပြောကြည့်ပါဦးမရတော့စိတ်ဘူးရပြန်မှုစိတ်မဲအေးဘယ်နာမှာဆင်းရဲတွေ့လိုက်လဲတွေ့လိုက်မရတော့ကဘာဖြစ်ရပြန်တော့ဘာမအေးသူ့မှာချမ်းသာရှိလားစက်ကူတော့ရှိမှာပေါ့ချမ်းသာမရှိဘူးနော်အခုခက်ကလေစက်ကူပေါ်တဲ့လူကိုချမ်းသာလို့ပြောတာသုဘဗုဒ္ဓလူလူကြီးလေခွဲဆွဲတောင်းစားနေရတဲ့တပြားမှမရှိဘူးအဲ့ဒါကိုမြတ်စွာဘုရားကလူချမ်းသာကြီးလို့မပြောဘူးလားသူလောက်စိတ်ချမ်းသာတဲ့လူရှိသေးလို့လားပတ်စံရှိတိုင်းချမ်းသာတယ်လို့မထင်နဲ့နော်စက်ကူရှိတာနဲ့ချမ်းသာတာနဲ့တခြားစီကဲပြန်ပြောပါအောင်မရတော့စိတ်ဘူးရပြန်မှုစိတ်မအေးမရှိတော့ဆင်းရဲရှိပြန်တော့လေဒုက္ခရောက်ချမ်းသာပါလားဒါကြောင့်အရှင်ဘုရားတပည့်တော်တို့အလိုချင်းဆုံးကချမ်းသာရနေတာကဆင်းရဲတွေဖြစ်ပါတယ်ဘုရားတပည့်တော်ယင်ထဲမှာလည်းပဲတစ်ချက်ကလေးမှမငြိမ်းချမ်းနိုင်ဘူးဘုရားအဲ့ဒါလို့တပည့်တော်လိုချင်တဲ့ချမ်းသာကိုလိုချင်လက်ကစားဆင်းရဲတာတွေကိုရနေတာဆင်းရဲတာကိုပဲရနေတာဘာကြောင့်လဲအရှင်ဘုရားတပည့်တော်ယင်ထဲမှာပူလောင်နေဆင်းရဲတယ်ဘုရားအဲ့ဒါလို့ယင်ထဲမှာပူလောင်ဆင်းရဲနေရတာဘာကြောင့်ဖြစ်ပါသလဲဘုရားလို့တရားမင်းကြီးမမေးဘူးလားမြတ်စွာဘုရားကပြောပါတယ်အေးတခါကြီးတဲ့အိတ်တာမစ္စေရာကြောင့်တဲ့ဘာကြောင့်လဲကျုပ်တို့ကအရာသုံးစကားကိုပြောကြတဲ့ဘုန်းကြီးတွေဆိုတော့မနာလို့ဝန်တိုလို့တဲ့ဘာဖြစ်လို့လဲဩငါအိုလာခဲ့ပြီနော်ကိုကခုခန္ဓာကိုကိုမချစ်ဘူးလားချစ်တယ်ကိုချစ်တဲ့အရာကကောင်းလို့လားငြိမ်နေလားပြောင်းနေလားပြောင်းလဲပြောင်းတယ်ကောင်းလဲမကောင်းဘူးကောင်းလဲမကောင်းပြောင်းလဲပြောင်းနေတယ်ကိုပိုင်တာမရှိတော့ကိုတကယ်ပိုင်တယ်ထင်တာမပိုင်မှန်းသိတော့မစင်ရဘူးလားကိုအဲ့တော့ငါအိုးရပြီငါနာပြီငါသေရတော့မယ်နော်ငါဂျိုင်းကအချွေးတွေထွက်လောက်ကုန်ပြီငါမှသေနမိတ်တွေပြားနေပြီငါသေရတော့မယ်ဆိုတော့သူချစ်တဲ့ခန္ဓာကိုစောရမှာဆိုတော့သူ့ရင်ထဲမှာမီးလို့မပူဘူးလားနတ်တို့တဲ့နင်းတရားမင်းဆိုတော့စီးစိမ်တွေကလည်းပေါ်တယ်နော်အဲ့ဒီတော့ငါဒီလောက်ချမ်းသာကြွယ်ဝတဲ့စီးစိမ်ဥစ္စာတွေကိုငါတည်ရဲ့ငါစီးစိမ်တွေသူများယူတော့မှာပါလားသူများတွေငါစီးစိမ်တွေကိုယူတော့မှာပါလားငါထားခဲ့ရရင်ငါစီးစိမ်တွေကိုသူတစ်ပါးတွေစံစားကြတော့မှာပါလားရဲ့လို့တွေးတိုင်းမှလည်းပဲတရားမင်းရဲ့ရင်ထဲမှာချမ်းသာလားဆင်းရဲလားဒါကျေသူတော်ကောင်းတို့
ကိုစည်းစိမ်ကိုသူတစ်ပါးရသွားမှာကိုဝန်တိုးတယ်သူများယူမှာကိုဘာဖြစ်လဲဝန်တိုးတယ်နော်အေးအဲ့ဒါလိုမနာလို့ဝန်တိုးစိတ်ကြောင့်ရင်ထဲမှာမီးတွေလောင်ရတယ်မလောင်ဘူးလားလောင်ရတယ်လေလူစားကိုစီရင်နေသည်ဥပတ္တိပင်အလိုကြောင့်ထိုခဏောက်သုံးခုရဲ့စကြလက်လျာဖြစ်တဘဝရှုံးလူသားဆိုတာလောင်စားတော့လူသားဆိုတာတထေးကြီးတွေလားလောင်စားတွေလားအေးလောင်စရာတွေနဲ့လောင်တာတွေပဲရှိပါတယ်တထေးဆိုတာမရှိသေးပါဘူးတဲ့ဆရာတော်ကြီးကလေတကယ်တထေးမရှိသေးလို့ဝေထဲမှာမပါဘူးလားယရဏတထေးမရှိသေးလို့လည်းမဟောခဲ့ဘူးလားလောင်စားတွေကြီးပဲနော်ထိုခဏောက်သုံးခုရဲ့စကြလက်လျာဖြစ်တဲ့ဘဝရှုံးလူသားဆိုတာလောင်စားတော့တပည့်တော့တကူလုံးမိခုံဟုံတောက်ခဲ့ပါပြီဖေယားတကူလုံးပါဟုံတောက်လေအတွင်းမှာလောဘဒေါသသောကမိတွေမတောက်ဘူးလားအပြင်မှာအိုမီနာမီတိနီးတွေမလောင်ဘူးလားအတွင်းမီအပြင်မီတွေနဲ့လူသားဆိုတာလောင်စားတုံးတပည့်တော့တကူလုံးမိခုံဟုံတောက်ခဲ့ပါပြီဖေယားဟောတရားမင်းကြီးရဲ့အတွင်းအပြင်မှာမိတွေလောင်ပြီးတော့မနေဘူးလားဒါဖြင့်ယောဂီတို့နော်ဒီလူတွေသိချမ်းသာတာပဲဆိုတာလူချမ်းသာလားအပူချမ်းသာတွေလားလူချမ်းသာမဖြစ်သေးဘူးနော်အဲ့ဒါနဲ့အရှင်ဘုရားတပည့်တော်ရင်ထဲမှာပူလောင်နေတာမနာလိုဝန်တိုးမှုကြောင့်ဖြစ်ပါတယ်ဆိုတာတပည့်တော်နဲ့ခံပါတယ်ဘုရားအဲ့ဒီမနာလိုဝန်တိုးမှုဘာကြောင့်ဖြစ်တယ်လဲမမေ့ဘူးလားနော်မနာလိုဝန်တိုးမှုတွေဘာကြောင့်ဖြစ်တယ်လဲဆိုရင်ချစ်ချင်းမုန်းခြင်းကြောင့်ဖြစ်တယ်တခါကြီးချစ်ချင်းမုန်းခြင်းကြောင့်ဖြစ်တယ်မနာလိုဝန်တိုးတာဘာကြောင့်လဲချစ်ချင်းမုန်းခြင်းကြောင့်ဘာတွေဖြစ်လဲနော်အေးချစ်ချင်းမုန်းခြင်းကြောင့်မနာလိုဝန်တိုးဖြစ်တာချစ်ရင်ဝန်တိုးတယ်မုန်းရင်မနာလိုတယ်အခုကိုချစ်တဲ့ကောင်မလေးနာကိုကောင်လေးတယောက်ရစ်တီလုံးမယ်ဆိုရင်ဘာဖြစ်မလဲဝန်တိုးတယ်ဥပုတ်တယ်နော်ကိုစားမဲ့ဟာလေးလူများစားသွားမှာကိုဥပုတ်တယ်နော်ဝန်တိုးတယ်ပေါ့နော်ကိုရနေတာလေးသူများရသွားမှာကိုဥပုတ်တယ်ဝန်တိုးတယ်နော်ကိုကားနာကိုအခြားကားတစ်စီးကကိုတက်သားတဲ့ကားတစ်စီးထိုးရလာမယ်ဆိုရင်ဥပုတ်တယ်နော်အလကားတောက်ပနေတာပဲရှိတာဝတ်တောက်ကြီးဖြစ်နေရင်ဥပုတ်တယ်နော်အဲဒါကြောင့်မို့နော်ကိုချစ်တယ်ကိုသားသမီးကိုချစ်တယ်ကိုပစ္စည်းကိုချစ်တယ်ဒါကြောင့်သူတစ်ပါးဒီပေါ်မှာဝန်တိုးတယ်ချစ်တော့ဝန်တိုးတယ်မုန်းတော့မနာလိုတယ်နော်ကိုမုန်းတဲ့လူတွေကောင်းစားတာကိုမြင်ချင်ရဲ့လားမြင်ချင်ဘူးဘာဖြစ်လဲမနာလိုတယ်နော်အဲ့ဒီလိုဆိုရင်သူတော်ကောင်းတို့နော်မနာလိုဝန်တိုးမှုတွေဘာကြောင့်ဖြစ်တယ်လဲဆိုရင်ချစ်ချင်းမုန်းခြင်းကြောင့်ဖြစ်တယ်မနာလိုဝန်တိုးမှုဘာကြောင့်ဖြစ်ချစ်ချင်းမုန်းခြင်းကြောင့်ဘာတွေဖြစ်လဲဩမနာလိုဝန်တိုးဖြစ်ရင်တတ္တဝါရဲ့ယင်ထဲမှာချမ်းသာဆိုတာရှိအောင်မလားမရှိဘူးအဲ့ဒါကိုတရားမင်းကြီးကမေးလို့မြတ်စွာဘုရားကပြောတယ်တကားတော့တရားမင်းကြီးနော်အဲ့ဒီအိတ်တမေစီရာဆိုတာချစ်ချင်းမုန်းခြင်းကြောင့်ဖြစ်တယ်နော်အိတ်တမေစီရာဘာကြောင့်ဖြစ်လဲချစ်ချင်းမုန်းခြင်းကြောင့်ဖြစ်တယ်အရှင်ဘုရားတပည့်တော်သဘောပေါက်ပါပြီချစ်ချင်းမုန်းခြင်းတွေဘာကြောင့်ဖြစ်တယ်လဲအရှင်ဘုရားချစ်ချင်းမုန်းခြင်းတွေကဘာကြောင့်ဖြစ်တယ်လဲဆိုရင်စန္ဒကြောင့်ဖြစ်တယ်တဲ့အလိုစန္ဒကြောင့်ဖြစ်တယ်တဲ့ချစ်ချင်းမုန်းခြင်းဘာကြောင့်ဖြစ်လဲစန္ဒကြောင့်ဘာဖြစ်လဲချစ်ချင်းမုန်းခြင်းဘာကြောင့်ဖြစ်လဲစန္ဒကြောင့်ဘာဖြစ်လဲဩစန္ဒနော်ယောဂီကြည့်လေကိုယ်အလိုစန္ဒကိုလိုက်လျောတယ်ကိုယ်အလိုစန္ဒကိုဖြည့်ပေးတယ်ဆိုရင်အဲ့လူကိုမုန်းလားချစ်လားချစ်ပါတယ်နော်ကိုယ်အလိုစန္ဒကိုမလိုက်လျောဘူးကိုယ်အလိုကိုမပြည့်အောင်ဖြစ်လို့ဖြစ်စီလုပ်တဲ့လူကိုကြတော့ဘယ်လိုဖြစ်မလဲဩဒါပြေချစ်ချင်းမုန်းခြင်းဟာစန္ဒကြောင့်ဖြစ်တယ်ချစ်ချင်းမုန်းခြင်းဘာကြောင့်ဖြစ်ကိုကကိုသားကိုပညာတတ်ဘွေးရကြီးဖြစ်စေခြင်းတာ
နော်ကိုသားကဘိန်းစားတခိုးချဘူးနော်ကိုဆန္ဒပြည့်လားမပြည့်ရင်ဒီသားပေါ်မှာကျေနပ်ရဲ့လားအဲ့ဒီတော့အကျဉ်းချင်းဒုက္ခပေးလာပြီကိုအလိုအဖြစ်စေခြင်းကအတော်ဆုံးအတတ်ဆုံးဖြစ်စေခြင်းနဲ့သူကဘိန်းစားတခိုးချဘူးဖြစ်လာတော့ဒီသားကိုအမွေဖြတ်ပဲနော်အချစ်ဆုံးဆိုတဲ့ကိုနှလုံးသားနဲ့ရင်းထားတဲ့သားသမီးပေါ်မှာတောင်မှဘာကိုပြလိုက်တယ်လဲအလိုပြည့်လို့လားမပြည့်လို့လားအလိုမပြည့်တော့ဘာဖြစ်သွားမုန်းသွားတယ်နော်သားရဲ့ဘွဲရအောင်လို့ဒီနေ့လေးသား9ဘာသာဂုဏ်တု6ဘာသာဂုဏ်တုပါလာပြီအလိုမပြည့်ဘူးလားအဲ့တော့ဘာဖြစ်သွားချစ်သွားပြီဒါကြောင့်သူတော်ကောင်းအပေါင်းတို့စန္ဒအလိုစန္ဒပြည့်ရင်ချစ်တယ်အလိုမပြည့်ရင်မုန်းတယ်အလိုပြည့်ရင်အလိုပြည့်ရင်အလိုမပြည့်ရင်ဒီနေကုန်းတွေကဥစဉ်လို့ဖော်လို့နဲ့မဖြေနဲ့ရင်ပတ်တဲကိုကြည်ပြီးဖြေကိုယ်စိတ်မှာခံစားရတဲ့အတိုင်းဖြေပေါ့ယောဂီတို့ကိုယ်အလိုပြည့်တဲ့အလိုပြည့်တယ်အလိုကြရင်အဲ့ဒီပုဂ္ဂိုလ်ကိုဘယ်လိုဖြစ်လဲစန္ဒပြည့်ဝသွားတယ်ကိုယ်စန္ဒနော်အလိုဆန္ဒမပြည့်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်သားသမီးအရင်တောင်မှအမွေပြတ်ဆိုပြီးဆော့လော့ပြီးတော့မုန်းထားလိုက်တယ်အဲ့ဒါလို့ဆိုရင်တစိမ့်ဆိုရင်ပြောဖွယ်ရရှိအောင်မလားဒါကြောင့်စန္ဒကြောင့်ချစ်ချင်းမုန်းချင်းဖြစ်ရတယ်စန္ဒကြောင့်ဘာဖြစ်လဲချစ်ချင်းမုန်းချင်းဟာဘာကြောင့်ဖြစ်လဲစန္ဒဟာအပြင်မှာဖြစ်တာလားရင်ထဲမှာလားဩစန္ဒကြောင့်ဖြစ်တယ်နော်ကဲနောက်တစ်ဆက်တရားအရှင်ဘုရားပြောတာတပည့်တော်ညံထဲမှာသဘောပေါက်တယ်ဘုရားတပည့်တော်ရှင်းလင်းစွာနားလည်နိုင်တယ်ဘုရားဒါကြောင့်တပည့်တော်သဘောကျလက်ခံတာမို့အရှင်ဘုရားအဲ့ဒီစန္ဒဆိုတာဘာကြောင့်ဖြစ်ပေါ်လာရပါသလဲစန္ဒဘာကြောင့်ဖြစ်လဲလို့မမေးဘူးလားစန္ဒဘာကြောင့်ဖြစ်တယ်လဲလို့မေးတယ်နော်အဲ့တော့စန္ဒဘာကြောင့်ဖြစ်တယ်လဲဆိုရင်အရက်သုံးစကားနဲ့ပြောမယ်ဆိုရင်အတွေးကြောင့်ဖြစ်တာတဲ့ဘာကြောင့်ဖြစ်လဲအတွေးကြောင့်နော်အဲ့ဒီအတွေးကသိကြောက်เสียကောင်းတာပဲစန္ဒဘာကြောင့်ဖြစ်လဲအတွေးကြောင့်ဘာဖြစ်လဲဟောအဲ့ဒီအတွေးဆိုတာဒီနေရာမှာဥစဉ်ပြောလို့တဲ့တရားသားကဒီနေရာကိုရောက်လာမှာနော်အဲ့ဒီတော့အတွေးကြောင့်ဘာဖြစ်မလဲစန္ဒကြောင့်ဘာတွေဖြစ်လဲအတွေးဖြစ်တယ်ကဲယောဂီတို့ဥစဉ်တို့စဉ်းစားတဲ့တွေးခေါ်တဲ့နေရာမှာဓမ္မဒိဋ္ဌံမရှိဘူးနော်အတ္တနဲ့ရှင်တဲ့အတွေးမာနနဲ့ရှင်တဲ့အတွေးလောဘနဲ့ရှင်တဲ့အတွေးဒေါသနဲ့ရှင်တဲ့အတွေ့တစ်ခုခုနဲ့ရှင်သွားပြီဆိုရင်ဓမ္မဒိဋ္ဌံမကြတော့နော်တစ်ခုခုဘက်ကိုတစ်ဖက်ကိုကနေရင်ယောဂီတို့ချိန်ခွင်ရှာဟာတစ်ဖက်ကိုထွက်နေရင်ညီမျှချင်းရှိအောင်မလားနော်အခုယောဂီတို့ဥစဉ်တို့အတွေးတွေလေအတွေးတွေကအတ္တနဲ့ရှင်ပြီးတော့တွေးလိုက်မယ်ဆိုရင်ဒါငါပဲဆိုငါအတွေ့တွေဖြစ်သွားတယ်ဒီအတွေးဟာနော်ဒီအတွေ့ကလောဘနဲ့ရှင်လိုက်ရင်အကောင်းဖြစ်သွားတယ်နော်ဒီအတွေ့ကမာနနဲ့ရှင်လို့ရှိရင်ပေါက်မှသွားတယ်ဓမ္မဒိဋ္ဌံမကြောက်ဒါကြောင့်မို့ဒီအတွေ့ဟာလောဘလည်းမပါရဘူးဒေါသလည်းမပါရဘူးမာနလည်းမပါဘူးဓမ္မဒိဋ္ဌံကြအရှိကိုအရှိတိုင်းတွေးလိုက်မယ်ဆိုရင်ဩဒါစိတ်ကလေးပဲနော်ဒီလိုဒီဥပမာပေါ့ခုဦးဇင်းတို့ဖြင်းကနေလို့ပေါ်တာသဘောလေးခန္ဓာနော်အဲ့ဒီသဘောလေးကိုသဘောလေးလို့သိရင်ဓမ္မဒိဋ္ဌံမကြဘူးလားအမှန်တိုင်းတွေးရကောမရဘူးလားအာဒါငါမှာဆိုရင်အတ္တနဲ့ရှင်သွားပြီရလိုက်တာဆိုလို့ရှိရင်လောဘဒေါသနဲ့ရှင်သွားပြီကုတ်ချင်တယ်ဆိုရင်လောဘနဲ့ရှင်သွားပြီသဘောပါရဲ့လားဒီလိုအစွန်းရောက်အတွေးတွေဟာဓမ္မဒိဋ္ဌံမကြဘူးမစ္စည်းမပฏิပဒါမကြဘူးလေနော်ဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုတရားမင်းကြီးကမေးတယ်အရှင်ဘုရားအဲ့ဒီအတွေးတွေကဘာကြောင့်ဒီလိုဖြစ်ရပါသလဲဘာကြောင့်တွေးရပါသလဲလို့မေးတော့မြတ်စွာဘုရားကပပိစာသင်္ခာတင်ညာနိဒာနံဒီလိုပြောတယ်ဒီအလုံးကိုတိတ်ကြည်ညိုတယ်နော်ပပိစာဆိုတာကအခုပြတဲ့နော်
လိုချင်နေဆိုတဲ့လောဘတဏှာနော်ငါဆိုတဲ့ထောက်လွှားတဲ့မာနငါဘဝငါကိုယ်ဆိုတဲ့အတ္တတဏှာမာနဒိဋ္ဌိစားလို့ဆိုတော့လေနော်အဲ့ဒီသူတို့တွေကအုံကြီးချဲ့တာဗျာနော်ဒီခန္ဓာမှာဇာချက်အဲ့ဒီတဏှာမာနရဲ့လက်ချက်ပဲစားလို့ပပိစားလို့ဗမာလိုပုံကြီးချဲ့တဲ့ဗမာလိုချဲ့ပုံလေးနည်းနည်းကြည့်ဒီမှာပေါ်လာတာဖြင်းကနေဆိုသဘောလေးသဘာဝလေးနော်အာရလိုက်တာမလေးပျောက်ချင်းလိုက်တာမလေးပူလိုက်တာအိုက်လိုက်တာနာလိုက်တာကိုက်လိုက်တာခဲလိုက်တာအောင်းမလေးဒါကြီးတွေချဲ့တာမလေးငါကိုမနော်နာလိုက်တာကျင်လိုက်တာငါကိုမနာတယ်ငါနာတာပျောက်ချင်းတယ်ဟိုအတ္တနဲ့ရှင်တဲ့ပုံကြီးတွေငါကိုဆိုရင်အမလေးငါဝတ်နိုင်ငါစားနိုင်ငါပြောဖို့ငါချမ်းသာဖို့ငါအောက်မှာပဲရှိရမယ်ငါအထက်မှာမရှိရဘူးဆိုပြီးတော့မာနနဲ့ရှင်တဲ့ပုံကြီးချဲ့မှုတွေအခုယောဂီတကယ်သဘောတဘာဝလေးပေါ်တာလေတဘာဝလေးလို့သိရင်ဓမ္မဒိဋ္ဌံမကြောက်ဘူးအကောင်းဒီအဆိုးဒီငါမာဒီဆိုတဲ့ပုံကြီးချဲ့မှုတွေလာသေးလားနာတော့ပပင်စတင်ညာပပင်စသင်္ခါဆိုတာယုံမှမှုအဝိဇ္ဇာဒါလေးကိုအမှန်မသိတဲ့ခါကျတော့အာရလိုက်တာဆိုတဲ့ယုံမှမှုအထင်မှားသွားတာအရှိကသဘောသိကရတယ်ဆိုတာအမြင်မှန်လားအထင်မှားလားသင်္ခါတဲ့တင်ညာနိဒာနအဲ့ဒါဟာအရာတာပဲလို့မှတ်ချလိုက်တယ်တင်ညာအဲ့ဒီတော့ယောဂီအတိမှာအမှတ်မှာအယူမှာသွားပြီဘာဖြစ်လို့အတိမှာလဲဆိုရင်သင်္ခါအဝိဇ္ဇာကြောင့်ယုံမှမှုကြောင့်ဒီသဘောလေးကိုတဲ့မမြင်တဲ့အတွက်ရတယ်လို့သူမှတ်ချလိုက်တာဒီပညာကမှတ်ချလိုက်တော့ရတယ်ဆိုရင်ကြိုက်သေးလားဒေါသမပြောက်ချင်ဘူးလားလောဘနော်အမှန်မသိရဲ့အိုးဒါရီအချာလာကိလေသာတွေလားကိလေသာဆိုရင်တတ္တဝါကိုချမ်းသာမှာလားဆင်းရဲမှာလားဒီနေ့ပြောတဲ့တရားကဒီအတွေးအခေါ်ဓာတနာလေးတွေအများကြီးပါတယ်နော်ဒီကျတော့အရင်ကြည်ညိုတဲ့ယောဂီရေမြတ်စွာဘုရားပြောပြပုံတွေကသိကောင်းတယ်အပြင်ကတရားမဟုတ်ဘူးနော်ဗိုက်ထဲကတရားတွေကိုအုံနောက်နဲ့တွေးခေါ်လို့ရတဲ့တရားတွေနော်အခုကြည့်လေအဲ့ဒီတော့ယောဂီပပင်စသင်္ခါတင်ညာနိဒာနံအကြောင်းရင်းကတော့တဲ့အမှတ်မှားလို့ပဲတဲ့အတွေးဘာကြောင့်ဖြစ်လဲဆိုရင်အမှတ်မှားလို့မှားတဲ့အတွေးတွေပေါ့အခုဒီမှာရှိတာကဖြင်းကနေဆိုတာသဘောလေးလေယောဂီတွေးတာကနှာတယ်လို့တွေးတာလေဒီမှာဖြင်းကနေဆိုတဲ့သဘာဝလေးလေယောဂီတွေးတာကရားတယ်နာတယ်ကြိုက်တယ်ခဲတယ်ဆိုတဲ့အစိုးနဲ့တွေးနေတာလေဒီတတ္တိသဘာဝလေးကအကောင်းရှိလားအစိုးရှိလားအဲ့လိုဆိုရင်အမှတ်မှားခြင်းရဲ့နိဒာနံအကြောင်းရင်းပဲတင်ညာနိဒာနံအတိအမှတ်မှာအတိမှာအယူမှာခြင်းရဲ့အကြောင်းခံပဲဒါဖြင့်ယောဂီအမှန်သိလေးတစ်ချက်ဟာအသက်ထက်အရေးကြီးတယ်နော်သင်္ပူရာခါးညောင်းတာတွေရှောက်လုံးမနေနဲ့ဗျာနော်ဒါကြောင့်မို့အမှန်သိဉာဏ်ရှိမှုလေးကတိတ်အရေးကြီးတယ်အခုတင်ညာနိဒာနံဆိုတာဦးဇင်းတို့ဝိပ္ပန္နာသတရားတင်ညာဝိပ္ပန္နာသစိတ်တဝိပ္ပန္နာသဒိဋ္ဌိဝိပ္ပန္နာသအရသုံးစကားနဲ့ပြောရဲအတိအမှတ်မှာအတိမှာအယူမှာအမှတ်လွဲသွားမှာတော့အတိကမှန်အောင်မလားအခုဒီသဘောခန္ဓာလေးကိုကြည့်တယ်ရားတယ်လို့မှတ်ချလိုက်တယ်လေအမှတ်မှားသွားပြီအမှတ်မှားသွားမှာအတိကမှန်အောင်မလားအတိမှန်ရင်အယူအဆမှန်အောင်မလားအမှန်မှန်တာတွေဟာအလုံးကိလေသာတွေကြီးပဲအဲ့ဒီမမှန်တဲ့တရားတွေကယောဂီရဲ့ရင်ထဲကိုမီးစလို့ပြိုးတာဘဝဇိုးကိုအစပြိုးတာဟာအဲ့ဒီအမှတ်မှားကစားတာပဲမှန်ကန်စွာသိရဲ့သဘောခန္ဓာသဘောလေးကသဘာဝလေးပဲပြောင်းနေနော်အကောင်းဆုံးငါပါသေးလားအဲ့ဒါကြောင့်သူတော်ကောင်းတို့တင်ညာဝိပ္ပန္နာသမဖြစ်ဖို့ဆိုရင်အမှတ်မမှားဖို့ဆိုရင်
မှန်ကန်စွာကြည်တမ္မာဒိဋ္ဌိနော်မြတ်စွာဘုရားကအဲ့ဒီလိုဆိုရင်နော်အမတ်မမအောင်ဘယ်လိုလုပ်ရမှာလဲလို့ပြီးတော့ဟဲ့တခါကြီးခန္ဓာကိုပြင်အောင်ကြည့်ပေါ့ခန္ဓာဆိုတာအမှန်အရှိတရားနော်ခန္ဓာကမရှိတရားလားအရှိတရားလားရတယ်နာတယ်ကောင်းတယ်ဆိုတယ်ဆိုတာအရှိတရားလားမရှိတရားတွေလားဟဲ့တခါကြီးခန္ဓာကိုကြည့်ဆိုတော့ခန္ဓာကအရှိတရားအထေလားသဘောလားသဘောဆိုရင်တတ္တဝါရှိသေးလားအကောင်းအဆိုးမရှိတဲ့အကောင်းအဆိုးကိုပါလားအကောင်းအဆိုးမရှိလောဘဒေါသမပါတဲ့အတွက်ပူလောင်မှုဆင်းရဲမှုတွေဖြစ်သေးလားအဲ့ဒါလေသိပြီးရောတရားမင်းရလေနော်သောတာပန်သဂတကအနာဂံတည်ပြီးချစ်ချင်းစုတိကြိတ်ကချစ်ချင်းအဲ့ဒီနေရာမှာပဲတရားပြန်ဖြစ်တယ်လက်ဖြောက်တတိကာလမှာပဲစုတိစိတ်ကြတယ်လက်ဖြောက်တတိကာလမှာပဲတရားပြန်ဖြစ်တယ်နေရာမရွေ့ဘူးနော်သူနတ်ပရိသတ်တွေပိစတိခနတ်သားတွေနော်နတ်သမီးတွေနတ်သားတွေအများကြီးတယောက်မှမသိလိုက်ဘူးနော်ရုပ်ရှင်ပြတယ်လို့ပေါ့ရိပ်ပြောင်းမှန်းသိရဲ့လားပိတ်ကောင်းကြည့်တော့ဟာဒီလူတယောက်တည်းပဲရည်တယ်ပြုံးနေထင်နေတာလေဒီလူတယောက်အပြုံးလေးတစ်ခုအတွက်ဟိုမှာဖလင်းအကွက်ပေါင်းကသိန်းနဲ့ချီသွားပြီပြောင်းသွားတာနော်ဒီလိုလက်ကလေးတစ်ချက်စဖို့ရအတွက်ဟိုမှာဖလင်းကွက်ပေါင်းကထောင်နဲ့ချီပြီးရွေ့သွားပြီနော်အဲ့ဒါကြောင့်တယောက်တည်းဆိုရင်မားမယ်နော်အဲ့တော့တရားမင်းကြီးကသုတိစိတ်ကြတယ်ဒီမှာပဲတရားမင်းသုတိနောင်ပဋိသန္ဓေပြန်ဖြစ်တယ်တရားမင်းသိတယ်မြတ်စွာဘုရားသိတယ်ကျန်တဲ့လူတွေသိသေးလားဒါကြောင့်မြတ်တရားမင်းကြီးကလေဩတရားဆိုတာအာကိုရအစဲလို့သိမသွားဘူးလားဒီလိုဆိုယောဂီတို့ဥစဉ်တို့အလိုချင်ဆုံးကချမ်းသာရနေတာကဆင်းရဲရင်ထဲမှာမငြိမ်းချမ်းတာဘာကြောင့်လဲဆိုရင်အိတ်တာမစ္စေရကြောင့်ဘယ်သူကြောင့်လဲအိတ်တာမစ္စေရဘာကြောင့်ဖြစ်တယ်လဲဆိုရင်ချစ်ချင်းအိတ်တာမစ္စေရဘာကြောင့်ဖြစ်လဲချစ်ချင်းမုန်းခြင်းကဘာကြောင့်ဖြစ်လဲချစ်ချင်းမုန်းခြင်းဘာကြောင့်ဖြစ်လဲစန္ဒအလိုပြန်စန္ဒပြည့်ရင်လေနော်အလိုပြည့်ရင်ချစ်တယ်အလိုမပြည့်ရင်ချစ်တယ်အလိုကြရင်ချစ်တယ်အလိုမကြရင်မုန်းတယ်ချစ်ချင်းမုန်းခြင်းကဘာကြောင့်ဖြစ်လဲစန္ဒဘာကြောင့်ဖြစ်လဲအတွေးနော်အဲ့ဒီအတွေးကပပင်စတင်ညာပပင်စသင်္ခါတင်ညာနိဒာနံနော်ပယောဂါတွေရှင်ပြီးမှတွေးလိုက်တာရိုးရိုးသားသားမှန်မှန်ကန်ကန်မတွေးနိုင်ဘူးနော်ဒီပေါ်လာတဲ့သဘောလေးကိုနော်ငါနဲ့ရှင်ပြီးတော့အတ္တနဲ့ရှင်ပြီးတော့ငါမှဖြစ်တယ်လို့တွေးလိုက်ရောဒိဋ္ဌိနဲ့ရှင်မသွားဘူးလားအဲ့ဒီဖြင်းကနေလို့ပေါ်လာတဲ့သဘောခန္ဓာလေးကိုကောင်းတယ်လို့သိလိုက်ရင်လောဘနဲ့မရှင်ဘူးလားအဲ့ဒီတော့အတ္တရှိရင်လောဘရှိရင်မာနဆိုတာလာပြီးသားပဲနော်အဲ့တော့တဏမာနဒိဋ္ဌိနဲ့ရှင်သွားပြီဆိုတဲ့ကဒီအတွေးအစတွေဟာတဏမာနဒိဋ္ဌိရဲ့လွမ်းမိုးမှုအောက်မှာခြေလေမှုအောက်မှာခံသွားပြီဆိုတော့သူ့မှာအမှန်တရားဓမ္မဒိဋ္ဌံဆိုတာရှိသေးလားအဲ့ဒါကြောင့်မို့ပပင်စားနဲ့ရှင်သောအတွေးကြောင့်အမှန်ကတော့မစင်ကြယ်သောအတိကြောင့်နော်အတွေးတွေမာမသွားဘူးလားအတွေးမာလို့အပူပွားတာအတွေးမာလို့အပူပွားတာဆင်းရဲသွားတာဒါကြောင့်ယောဂီတို့မှန်ကန်စွာဒီဒုက္ခတွေအပူတွေကိလေသာတွေအကုန်ပြောက်ချင်တယ်ဆိုရင်မှန်ကန်စွာသိဘယ်လိုသိလဲမှန်ကန်စွာသိစာလိုတမ္မာဒိဋ္ဌိပဲအခုသဘောလေးကိုသဘောလေးလို့မြင်ရင်အမှန်သိမဟုတ်ဘူးလားပေါ်လာတာကသဘောသိနေတာကရားတယ်ဆိုရင်အမှန်ဟုတ်သေးလားပေါ်လာတာကသဘာဝလေးပဲသိတာကနှာတယ်လို့သိရင်မှန်သေးလားတကယ်ပေါ်လာတာကတတ္တိလေးစွမ်းအင်လေးပဲသိနေတာကငါဆိုတဲ့တတ္တဝါမှန်သေးလားအဲ့ဒီလိုအတိမာကြောင့်အယူမာဖြစ်တယ်အတိမာအမှန်မာအယူမာကြောင့်ကိလေသာတွေဖြစ်တာကိလေသာဖြစ်တော့တတ္တဝါတွေမစင်ရဘူးလားဒါကြောင့်ယောဂီတို့အဲ့ဒီလိုဆိုရင်မှန်ကန်စွာသိခြင်းတယ်ဘယ်လိုသိရမှာလဲမှန်ကန်စွာသိရမယ်ဒါကြောင့်ဒီနေ့ကတရားဘာပြောခဲ့လဲနော်ကဲပြန်ပြောကြည့်သဘောခန္ဓာပေါ်စေမှာကောင်းဆိုးငါနဲ့မရောရ
သဘောခန္ဓာပေါ်စဲမှာကောင်းဆိုးငါနဲ့မရောရာတဲ့တဲ့ကြည်ပါထဲ့ထဲ့မတိရကိလေသာမှကင်းဖို့ပဲဒါဖြင့်ယောဂီတို့ဒီနေ့ပြောလိုတာကနော်ဒီသဘောတရားပရမတ်ခန္ဓာလေးကိုနော်အမားအယွင်အတိမားတွေနဲ့သွားပြီးတော့မသိပါနဲ့လောကမှာလူဆိုတဲ့တတ္တဝါဟာအတိညာအရှိဆုံးသောတတ္တဝါဟုတ်တယ်အတိညာရှိဆုံးသောတတ္တဝါလို့မပြောကြဘူးလားဒါဖြင့်ဒီလောက်အတိညာရှိတဲ့လူတွေကဘာဖြစ်လို့အချင်းချင်းတွေတပ်ဖြတ်တယ်လဲစဉ်းစားဖို့မကောင်းလားအတိညာရှိတဲ့လူတွေဖြစ်ပြီးတော့ဟိုဘက်နိုင်ငံဒီဘက်နိုင်ငံတွေတပ်ဖြတ်ကြတယ်စက်တွေခင်းကြတယ်ဟို World Trade Center ကြီးမှာဖြိုချတယ်လူတွေကိုတတ်တယ်အခုမောင်းသူမဲ့လေရင်တွေနဲ့တပ်ဖြတ်ကြတယ်နော်အသိဉာဏ်ရှိဆုံးဟာလဲလူမကောင်းတာအလုဆုံးဟာလဲလူအသိဉာဏ်ရှိဆုံးဟာလဲလူအရစ်ဆက်အယုံမှဆုံးဟာလဲလူအသိဉာဏ်တကယ်ရှိရင်ဒီလိုလုပ်ပါမလားဒါကြောင့်ယောဂီစဉ်းစားဖို့ကနော်လူဟာအသိဉာဏ်ရှိတာမှန်တယ်ဒါပေမဲ့အဲ့ဒီအသိဉာဏ်ဟာလောဘနဲ့ရှင်သွားမယ်ဒေါသနဲ့ရှင်သွားမယ်အတ္တနဲ့ရှင်သွားမယ်ဆိုရင်ဒီအသိဉာဏ်ဟာလောဘဒေါသအတ္တရဲ့အုပ်ချုပ်မှုအောက်မှာရောက်သွားရင်ဓမ္မဒိဋ္ဌံဆိုတာရှိသေးလားရှိပါဘူးဗျာအမှန်သိတဲ့ဉာဏ်မျိုးရောဖြစ်သေးလားရှိပါဘူးဗျာဒါကြောင့်မို့သူတော်ကောင်းတို့ဒီပပင်စတရားလို့ခေါ်တဲ့နော်အယူဆအမားကြီးရဲ့အုပ်ချုပ်ခြင်းကိုခံရင်ချိန်ငယ်ရှာတွက်သွားပြီးဘဲလိုက်သွားပြီးမတရားဖြစ်သွားပြီးကိုယ့်အတွက်တွေးပြီးကိုယ်တိုင်းပြီးကိုယ်လူမျိုးနော်ကိုယ့်အတွက်စဉ်းစားသွားပြီးဓမ္မဒိဋ္ဌံဆိုရင်အာလုံးတတ္တဝါတွေဟာအခုမြတ်စွာဘုရားကယာဟုလာသူ့သားကိုသူမချစ်ဘူးလားချစ်ပါတယ်ဗျာဒီဝတ္တကိုလည်းယာဟုလာလိုပဲချစ်ပါတယ်မချစ်ဘူးလားချစ်ပါတယ်ဗျာခွဲခြားတာပါလားဘာဖြစ်လို့လဲအတ္တမပါလို့အတ္တမပါရင်စဉ်းစားတာမှန်တယ်လေအတိမမှန်ဘူးလားအတိမှန်ရင်အလုံးမမှန်ဘူးလားအခုသူတော်ကောင်းတို့ငါတို့ကတော့ချမ်းသာပါစေဟိုတိုင်းပြည်ကောင်တွေကိုသတ်ဆိုတော့လေနော်အဲ့ဒါဒီအတိညာဟာဘသူရဲ့အုပ်ချုပ်ခြင်းလဲအတ္တရဲ့အုပ်ချုပ်ခြင်းတနည်းပြောရင်ပပိစာနဲ့ရှင်သောအတွေ့ပပိစာနဲ့ရှင်သောပယောဂနဲ့ရှင်ပြီးစဉ်းစားသွားတာနော်အဲ့ဒီလို့ဆိုရင်သူတော်ကောင်းတို့အတိညာရှိပြီမဲ့အဲ့ဒီအတိညာဒီနော်လောဘဒေါသအတ္တရဲ့အောက်မှာလောင်းရိပ်မိသွားတဲ့အတိညာမို့မစင်ကြယ်တော့ဘူးလောင်းရိပ်မိသွားတဲ့အတိညာနော်ဘာဖြစ်သွားမလဲစင်ရဲသွားမယ်တပည့်တော်ယင်တဲ့တကယ်လေးမငြိမ်းချမ်းဘူးလို့တရားမင်းကြီးကမပြောဘူးလားကိလေသာတွေနှိမ့်ဆက်သွားပါတယ်ကဲဒီလိုဆိုရင်ယောဂီတို့ဥစဉ်တို့ကအခုလောင်းရိပ်မမိတဲ့အတိညာဆိုတော့အခုကြည့်လားတဲ့တဲ့ကလေးကြည့်ဥစဉ်ရဲ့တကူလုံးဟာလဲဓာတ်၄ပါးပုဂ္ဂိုလ်လားတဘာဝလားရဟုလားတဲ့မိရဲ့ခန္ဓာကိုယ်တကူလုံးကပါတယ်လေဓာတ်၄ပါးအစုပါဖရာကိုเจ้าရှိရတက်ပင်ကလည်းဓာတ်၄ပါးအစုပါဖရာကောင်းကင်ကြီးလည်းဓာတ်၄ပါးအစုရေမြေတောတောင်ပင်လေသမုဒ္ဒရာနေလနဲ့ခတ္တရာအလုံးဟာပါတယ်လေဓာတ်၄ပါးအစုအဲ့လို့ဆိုရင်သင်တရားသိပြီမပြောဘူးလားထူးခြားတာပါသေးလားအဲ့တော့ယောဂီဒီတဘာဝကိုမသိတော့ဥစဉ်ရဲ့ခန္ဓာကိုကြတော့ဓာတ်၄ပါးယောဂီရဲ့ခန္ဓာကိုကြတော့ဓာတ်၄ပါးမဟုတ်ဘူးဒါငါရဲ့ဓာတ်၄ပါးဒါငါကိုလို့ထင်လိုက်တော့ငါရှိရင် तू မရှိစေရဘူးငါချမ်းသာရင် तू ဆင်းရဲစေရမယ်ငါလိုပခုံးချင်းရှင်မဲ့ကောင်မပေါ်စေရဘူးဆိုတဲ့ယောဂီငါရှိတဲ့အတွက်ကြောင့်မနာလိုဝန်တို့အတ္တတွေအကုန်လုံးပေါ်မလာဘူးလားဘာဖြစ်ယောဂီတို့ဥစဉ်တို့ဒီအမြင်ဒီအတိရဲ့ပေါ်မှာလောင်းရိပ်မိသွားပြီလောဘဒေါသအတ္တအကောင်းအဆိုးငါနော်ဒီပပိစတရားရဲ့အုပ်ချုပ်မှုကိုမခံရဘူးလားအဲ့လို့ဆိုရင်ဒီအတိညာဟာဓမ္မဒိဋ္ဌံရှိသေးလားမရှိတဲ့အတွက်ကြောင့်ကဘာကြီးရောလောကကြီးရောလူတွေရဲ့တူးစီရဲ့ရင်ပတ်ထဲမှာကောငြိမ်းချမ်းခြင်းရှိသေးလားဒါကြောင့်မို့ယောဂီတို့မငြိမ်းချမ်းခြင်းဟာလူရင်းကိုပြောမယ်ဆိုရင်အတွေးမားနေလို့ဘာမားနေလို့
အတွေးဘာကြောင့်မှလဲဆိုရင်ပပင်စားနေရှင်နေလို့နော်အခုပပင်စားကိုဖြုတ်ချင်ရင်အမှန်မြင်အောင်ကြည့်ဒါဟာလူလားသဘောလေးလားအကောင်းဆိုးလားသဘာဝလားဒါဖြင့်အကောင်းဆိုးမပါတဲ့သဘာဝလေးရဲ့ပြောင်းတာညံထဲမှာတီးနေတော့အကောင်းအဆိုးငါဆိုတာပါသေးလားဒီသဘာဝလေးကပေါ်ပြီးပြောက်ဖြစ်ပြီးပြည့်ထင်ရှားပြီးချုပ်သွားတာပဲရှိတယ်အယောတရားတွေပါသေးလားဒီသဘောတရားလေးကိုပဲသိတယ်လေဒီအကောင်းအဆိုးငါဆိုတဲ့အယောတွေရှိသေးလားဒါကြောင့်သူတော်ကောင်းပေါင်းတို့ဒီကနေ့တင်ပြခြင်းရဲ့အကြောင်းရင်းကဘာလဲဆိုတို့တွေဘယ်ကစမားသွားတယ်လဲဆိုရင်လေဒီအမှတ်မားတာကစားတာဗျာပယောဂပါတဲ့အတွေးတွေပေါ့နော်အဲဒါကြောင့်မို့ယောဂီတို့ဦးဇင်းတို့ရဲ့အသိဉာဏ်ဟာလေမှန်မှန်ကန်ကန်သိဖို့လိုတယ်အဲ့ဒါကိုစားလို့တမ္မာဒိဋ္ဌိစားလို့ပါတယ်လေတမ္မာဒိဋ္ဌိလေကိုတမ္မာဒိဋ္ဌိဖြစ်သလားမဖြစ်ဘူးလားလို့ဘုန်းကြီးသွားမေးစရာမလိုဘူးလေနော်ဒီမှာဖြင်းကနေလို့ပေါ်လာတာကသဘောတဘာဝလေးပဲသဘောလေးကိုသိတာကရားတယ်တဲ့ပေါ်တာကတခြားသိတာကတခြားနော်အရှိကတခြားအသိကတခြားဖြစ်မနေဘူးလားဖြင်းကနေဆိုတာကသဘောလေးကိုသိတာကရားတယ်တဲ့တခြားစီဖြစ်မနေဘူးလားအမှန်မှာအသိမှာအယူမှာဒီကစတယ်နော်ပြဿနာအပင်ရင်းကအဲ့ဒီကစတာအတိမာခြင်းပါတယ်ဘာဖြစ်လို့အတိမာလဲဆိုရင်ပပိစာနေရှင်လို့ဘာနေရှင်လို့လဲအဲ့ဒီတော့ယောဂီဒီသဘောလေးခန္ဓာကိုလည်းမြင်လိုက်ရောအကောင်းအဆိုးငါပါသေးလားငါမပါတော့ဒီမှာအတိညာဉ်စင်ကြယ်သွားတဲ့အခါကျတော့ပပိစာနေရှင်သေးလားပပိစာနေမရှင်တော့ဘူးနော်သဘောတရားလေးတက်တဲ့သဘောတရားလေးဖြစ်ဖြစ်လေနော်ဒီပရမတ်ခန္ဓာဖြစ်ဖြစ်ကလေးကိုသိနေတဲ့အချိန်မှာကိလေသာတွေဖြစ်ခွဲရှိသလားမရှိတော့ပါဘူးအဲ့တော့ဒီသဘောတရားလေးတဲ့ကိုအမှန်သိနေတယ်အယောတရားမဖြစ်ဘဲနဲ့သိနေတဲ့အခါကျတော့ကဲယောဂီတို့အတွေးစင်ကြယ်သွားပြီမှန်သွားပြီသဘောကိုသဘောလို့မြင်မမှန်ဘူးလားအဲ့တော့မှန်ကန်စွာမြင်သွားတဲ့အခါကျတော့သူတော်ကောင်းတို့စန္ဒနော်စန္ဒဆိုတာလေဒီတဘာဝလေးပေါ်မှာချစ်တယ်ဆိုတဲ့စန္ဒမုန်းတယ်ဆိုတဲ့စန္ဒလာသေးလားအိုးအကောင်းဆိုးမရှိတော့သူတော်ကောင်းတို့ဒီသဘောလေးမှာအကောင်းဆိုးမရှိတော့အကောင်းအဆိုးဆိုတဲ့မျောလက်တဲ့စန္ဒကလာအောင်မလားစန္ဒမရှိတော့ချစ်ချင်းမုန်းချင်းလာအောင်မလားချစ်ချင်းမုန်းချင်းမရှိရင်အိတ်တာမစ္စရိယလာသေးလားအိတ်တာမစ္စရိယမရှိရင်အခုချစ်ချင်းငြိမ်းချမ်းမှုချမ်းသာမှုမရဘူးလားအဲဒါကြောင့်ယောဂီတို့မငြိမ်းချမ်းတာအိတ်တာမစ္စရိယကြောင့်ဆင်းရဲပူလောင်စွာနဲ့မငြိမ်းချမ်းတာမနာလိုဝန်တူမှုကြောင့်ဘယ်သူကြောင့်ပါလဲဒါဖြင့်ယောဂီတို့ဦးဇင်းတို့ရှင်းရှင်းကြည့်လေကိုကဘာကြီးကိုမကြည့်ပါနဲ့ကျေလုံးပါတယ်နော်ကိုဘိုက်ထဲလောက်ပဲကြည့်ပါအောင်နော်ဒါကိုဟာကိုချစ်တဲ့သူဆိုရဲ့နော်ဝန်တူတယ်လေမုန်းတဲ့သူဆိုရဲ့မနာလိုဖြစ်တယ်လေဒါကိုပိုက်ထဲမှာတကယ်မဖြစ်ဘူးလားအဲ့ဒီတော့သူတော်ကောင်းတို့အိတ်တာမစ္စေတာဆိုတာချစ်ချင်းမုန်းချင်းကြောင့်အိတ်တာမစ္စေတာဆိုတာချစ်ချင်းမုန်းချင်းကြောင့်ဘာဖြစ်သွားအိတ်တာမစ္စေတာကြောင့်ရင်ထဲမှာဘာဖြစ်နေမငြိမ်းချမ်းဘူးဘိုက်ထဲမှာပူလောင်နေတဲ့ဆင်းရဲနေတာဟာဘယ်သူကြောင့်လဲကဘာကြီးမငြိမ်းချမ်းတာဘယ်သူကြောင့်လဲပုထုဇဉ်အပြိုင်ပြိုင်ကိုတူးနဲ့တူးကြောခိုင်းသွားစေတဲ့အကြောင်းရင်တွေကစူးကလေးတစ်ချောင်းမှအစာသမိုင်းနဲ့ချီပြီးမားခဲ့ကြတဲ့ရှိသမျှပฏิပေခါတွေအလုံးဟာအိတ်တာမစ္စေတာဆိုတဲ့အဘိဇာနှလုံးသားနဲ့ယံမှာမြေပြားခံပြီးဖြစ်ပွားမြန်ခဲ့ကြတယ်ဟောကဘာကြီးမငြိမ်းချမ်းတာဘယ်သူကြောင့်အဲ့ဒါကြောင့်ဟစ်တလာရဲ့အတွေးလေးတစ်ချက်ကြောင့်သူ့ရင်ထဲကငြိမ်းချမ်းသေးလားကဘာကြီးကငြိမ်းချမ်းသေးလားနော်ရှိသမျှပฏิပေခါတွေအလုံးနော်သူ
ဥထုဇဉ်အပြိုင်ပြိုင်ကိုတူနဲ့တူကြောခိုင်းသွားစေတဲ့အကြောင်းရင်တွေကစူးကလေးတစ်ချောင်းနော်ရင်တွေကစူးကလေးတစ်ချောင်းမှာအစာရှိသမျှပฏิပေခါတွေအလုံးဟာအိတ်တာမစ္စေရဆိုတဲ့အဘိဇာနှလုံးသားနဲ့ယံမှာမြေဖြာခံပြီးဖြစ်ပွားမြန်ခဲ့ကြတယ်ကဘာကြီးစက်မီးတွေကူးဆက်လောင်ကျွမ်းမသွားဘူးလားအရင်ကြီးကရင်တွေကဘာတူလဲအိတ်တာမစ္စေရဟာဘာကြောင့်ဖြစ်လဲဖြစ်ခြင်းမုန်းခြင်းကြောင့်ဖြစ်တယ်မငြိမ်းချမ်းတာအိတ်တာမစ္စေရကြောင့်အိတ်တာမစ္စေရဘာကြောင့်လဲဖြစ်ခြင်းမုန်းခြင်းကြောင့်ဖြစ်ခြင်းမုန်းခြင်းတွေကဘာကြောင့်လဲအလိုဆန္ဒတွေကြောင့်အလိုဆန္ဒတွေကဘယ်သူကြောင့်လဲအတွေးတွေကြောင့်ဘာအတွေးတွေလဲဆိုရင်ပပင်စားနေရှင်သောအတွေးမားတွေပေါ့ဓမ္မဒိဋ္ဌံမကြားတဲ့အမှတ်မားတွေအတိမားတွေပေါ့ပေါ်လာတာကသဘောလေးသိတာကရားတယ်အတွေးမမားဘူးလားပေါ်လာတာကသဘောသိနေတာကနားတယ်မားမနေဘူးလားအဲ့ဒီကစတယ်ဓမ္မဒိဋ္ဌံနဲ့ကြည်လိုက်တော့အခုသဘောတည့်တဲ့သဘောဖြစ်ပြီးအကောင်းဆုံး၅ပါးသေးလားကဲပြန်ပြောကြည့်ပါသဘောခန္ဓာကိုယ်စေမှာကောင်းဆုံး၅နဲ့မရောရဟောနော်ဒါကြောင့်ယောဂီတို့သဘောတရားလေးခန္ဓာကိုလေသဘောလေးလောက်တပည့်သိပါနော်နောက်ထပ်ဘာမှမထည့်ရဘူးနော်ပေါင်းမုတ်စာမလားကိမ္မုတ်စာမလားနံပြစာမလားကိစမှုစာစာမလားပလာတာစာမလားကြိုက်တာစာပင်ရင်းကဘာမုတ်ဒါယောဂီတို့ပေါ်လာတာကသဘောမှတ်လိုက်တာကရားတယ်နားတယ်ကောင်းတယ်ဆိုတယ်ငါမှပူတယ်အိုက်တယ်ကြိုက်တယ်ခဲတယ်ဘာပဲမှတ်ပေါ်နေတာကသဘောပေါ်နေတာကသဘောလို့သိလိုက်ရင်ခန္ဓာဘယ်နှပါးပြောင်းနေတာကဖြစ်ခြင်းနဲ့ဖြစ်ပြကဘာသစ္စာမြင်နေဉာဏ်ကဘာသစ္စာဒီသွားတာကဘာသစ္စာသမုဒယသိဉ္ဒုက္ခမန္တမြငြိမ်းသွားတာကဘာသစ္စာသစ္စာစိုက်အချိန်ကြိုက်ပြီမို့ကိုင်းသာဓုခေါ်တော်ကြပါအောင်စို့